ကစိုက်ကနော်ဘဲစိုက်ကိုပြပေးမယ်စိုက်ကအကြီးအသေးဆိုဘယ်လိုကွာလဲဆိုတော့ချက်ပြပေးမယ်နော်ဘဲကင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြောမယ်ဘဲကင်ဆိုလို့ရှိရင်တော့အစီလေးကတော့ပါမှာပေါ့ဗျာနော်ဘဲကင်ဆိုရင်တော့အစီလေးကတော့ပါမှာပေါ့ကဲနော်ဒီကတော့တစ်စိုက်ဒီကစိုက်ကြည့်ပါကဲဂျာမျိုးကင်ရတဲ့ခါကျဒါမှစိုက်သေးဒီကစိုက်သေးကွာတယ်နော်အသားလဲကွာသလိုသူ့ရဲ့အသားလဲကွာလို့ရတာလည်းကွာပေါ့ဗျာကဲဘဲကင်စိုက်ကြီးဆိုရင်ဒါမျိုးပါလုံးဝစိုက်ကြီးဒါမှစိုက်ကြီးပါနော်ဒါစိုက်ကြီးပါဒီကတော့စိုက်သေးပါဒါမျိုးလေးရပါတယ်ကဲချက်ကင်လေးလည်းချက်ပြပေးမယ်နော်ကျွန်တော်ချက်ကင်လည်းရတယ်ချက်ကင်ဆိုလို့ရှိရင်လုံးဝအကိတ်လောက်ပြီးထားတာဖြစ်ပါတယ်ချက်ကင်ဆိုလို့ special ရှင်းလေးတို့ပြီနော်လုံးဝအမဒီမဲ့ချက်ကင်ဆိုလဲနော်မျက်နှာလဲကဲပြစ်မလုပ်ပါဘူးဒါမျိုးတောင်မျိုးကျွန်တော်လုပ်ပြီးတာပါဒါမျိုးချက်ကင်ကတော့ကျွန်တော် CB ချက်ပါနော်နည်းနည်းလေးပွားတယ်လို့မဆိုလို့ပါနဲ့ဘာလို့ CB ချက်နဲ့ height ချက်နဲ့ဗမာချက်နဲ့တော့ကွာတာပေါ့ဗျာနော်ကဲကျွန်တော်စီမှာဒီလိုချက်ကင်ဘဲကင်နေမှားချင်ရဆိုရင်တော့ကြိုတင်မှာပေးပါနော်မနက်ခင်းကဒီဘောတော့မရလိုက်တဲ့အကိုကြီးမှဆိုကြတောင်းပါပါတယ်ခုလိုမျိုးမှားချင်တယ်ဆိုကျွန်တော်ဆိုင်နေရတော့မန္တလေးမျိုး80တန်း3နေကြဘဲကင်ဆိုတာအကိတ်ရတယ်နော်ဘုန်းတော်က94 5နေရ2000 9 9 9 9ဖုန်းများကိုလည်းချက်ကင်လဲမှားလို့ရပါတယ်အလိုကျေးဇူးတင်ပါတယ်